တခါတလေကိုအပြစ်မမြင်မနဲ့ကိုလေးစားစေချင်ပါတယ်ဒီပင်ပေါ်ပိုင်းနေသွားတက်နိုင်တဲ့မြောက်တွေတော့မှတခါတလေဒီပင်ပေါ်ကနေပြုတ်ချသေးတာပဲဗျာဒါကြောင့်မလို့ကျွန်တော်တို့လည်းနေရာတိုင်းအချိန်တိုင်းမှာတော်နေတက်နေဖို့မလိုအပ်ပါဘူးကျွန်တော်တို့အမားတွေအများကြီးကျွန်တော်လုံအောင်မယ်ကျွန်တော်တို့ပြင်ကျွန်တော်ပြိုလဲမယ်ကျွန်တော်လဲကြမယ်ဒါတွေရင်စိတ်မပူပါနဲ့ကျွန်တော်ဒါဘွားရဲ့စိတ်တစ်ပိုင်းပဲဆိုတော့လေကျွန်တော်တို့လဲကြပြိုကြတိုင်းလေဒါငါးကြောင်ပဲကွာငါသုံးမကြတာဆိုပြီးကိုပေါ်လေအများကြီးမတင်းကျပ်နေပါတော့ဘာလို့လဲဆိုကျွန်တော်တို့လည်းပုထုဇဉ်လူသားပဲဗျာဒါကြောင့်မို့ကျွန်တော်တို့ချစ်ဆက်ပါကျွန်တော်တို့လေ့လာပါပြီးတော့ကိုတိုးတက်နေတဲ့ဟာတွေကိုလှုပ်သွားတာပဲပိုကောင်းမှလို့ကျွန်တော်ထင်မိပါလေကိုပေါ်တင်းကျပ်တာတဲ့ကိုနားလေတဲ့ဒါပိုပြီးကောင်းတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ပြေးဆုံးနေစရာမလိုဘူးကျွန်တော်တို့အမြဲတမ်းမှတ်နေစရာလည်းမလိုကျွန်တော်မအောင်မယ်ကျွန်တော်တို့အမှန်လည်းရှိအောင်မယ်ဒါကျွန်တော်တို့အမြဲလေပတ်နေတဲ့အရာပဲဆိုတော့ကျွန်တော်တို့ကိုပို့ပြီးတော့နားလဲအောင်ကြိုးစားပါတော့ဘာလို့ကိုနားလဲနေအောင်ကြိုးစားလို့ပြောလဲဆိုရင်ကိုကမိဘအိမ်မှာနေတဲ့ရှင်မှာကိုကဘယင်တစ်ပါးလေးဖြစ်မယ်ဒါပေမဲ့ကိုအပြင်မှာရောက်တဲ့ချိန်ကျရင်ကိုကဒီသမုတ်တွေဟာအခြေကြီးထဲမှာကျွန်တော်တို့ငါတီးလေးတစ်ကောင်ပဲဖြစ်နေလိမ့်မယ်ပေါ့နော်ဒါကြောင့်မို့အဲ့လိုရှင်ချင်းကျွန်တော်ကကိုမှနားမလေးနိုင်ဆိုရင်ကျွန်တော်တို့ပြီးမှကျွန်တော်ဘလူးမှလည်းကျွန်တော်ရှိနေမှာမဟုတ်ဘူးကိုထားရတဲ့ချိန်တွေအများကြီးကြုံလာရတဲ့ချိန်ချင်းကျွန်တော်ဒုက္ခရောက်လာပါလိမ့်မယ်ဒါကြောင့်မို့ကိုလည်းရမ်းမတင်းကျပ်ပါနဲ့တခါတလေကိုလည်းနားလေးနိုင်ကျွန်တော်စူးစမ်းပါကျွန်တော်ပြန်ပြီးတော့ထားလာပါကိုပြန်ပြီးတော့အားပေးပါခင်ဗျာပြီးတော့တခါတလေအထီးကျန်နေဆိုတာကိုယ်တိုင်ပြန်လုပ်နေမိတဲ့အရာဆိုတာသတိမထားမိဘူးနော်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကျွန်တော်မြင်အောင်မကြည့်ဘူးကျွန်တော်တို့ဘေးထဲမှာရှိနေတဲ့လူတွေကျွန်တော်မြင်အောင်မကြည့်ဘူးပေါ့နော်အဲ့လိုနဲ့ပဲကိုအထီးကျန်လူသားဆိုပြီးတတ်မှတ်လိုက်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကိုဘေးနာရှိတဲ့လူတွေကိုကျွန်တော်တို့တန်ဖိုးထားပါကျွန်တော်မြင်အောင်ကြည့်ပါပြင်ကိုမှတငယ်ချင်းအပေါင်းအသင်းတွေရှင်းလေကျွန်တော်တို့တီးရှာအောင်ကျွန်တော်ဂရုစိုက်ပါတယောက်တည်းနေရတာလည်းကောင်းတယ်ဒါပေမဲ့အပေါင်းအသင်းနဲ့နေရတာဘယ်လောက်ကောင်းလဲဆိုတာအသက်အရွယ်တစ်ခုမရောက်လာခင်တည်းတော့ခင်ဗျားတို့နားလည်မှာမဟုတ်ဘူးဒါကြောင့်မလို့ရှားလေးကိုတန်ဖိုးထားပါကိုလေးစားပါဒါကြောင့်မလို့ကျွန်တော်ဘေးပတ်ဝန်းကျင်မြင်အောင်ကြည့်ပါအမြဲတမ်းကြီးကြံစွာနေတိုင်းကြလည်းမလို့အမြဲတမ်းပြေးဆုံးနေကြလည်းမလို့ကိုလည်းအမြဲတမ်းအဆိုးပဲမြင်နေကြလည်းမလို့အပ်ပါဘူး